တယောက်ချင်းနေတတ်ဖို့သင်ယူပါဆိုတာဟာကိုဘဝကိုအခြားသူတွေအပေါ်မှာမမှီခိုပဲနဲ့ကိုယ်တိုင်ကိုယ်အင်အားနဲ့ရက်တည်နိုင်ဖို့သင်ယူတာဖြစ်ပါတယ်လူများစုကပတ်ဝန်းကျင်လူအဖွဲ့အစည်းမိသားစုကိုယ်အိမ်သူတတ်ထားကိုချစ်သူစတာတွေနဲ့ပတ်သက်ပြီးတော့ကိုတန်မိုးတိုင်းတာလေးရှိကြတယ်အဲ့ဒါကြောင့်တယောက်တည်းနေရတာမကောင်းဘူးမနေသင့်ဘူးမဖြစ်သင့်ဘူးတန်မိုးမရှိဘူးဆိုပြီးတော့ထင်တတ်ကြတယ်တယောက်တည်းဖြစ်မှာတယောက်တည်းနေရမှာတယောက်တည်းဖြစ်သွားမှာကြောက်ကြတယ်ပတ်ဝန်းကျင်ကကျင်ဖယ်တာကိုချစ်သူကထားသွားမှာပြစ်သွားမှာအရန်စိုးရင်ကြတယ်တကယ်တော့တယောက်တည်းနေရတာကစိုးခြင်းမဟုတ်ဘဲနဲ့စစ်မှန်တဲ့စိတ်ချမ်းသာမှုလွတ်လပ်မှုတယောက်တည်းနေတဲ့အခါမှာပဲတွေ့နိုင်တာပါဘဝမှာဘယ်အရာမှတည်မြဲတာမဟုတ်ဘူးလူတွေအရာဝတ္ထုတွေအကုန်လုံးအချိန်တန်ရင်ပြောင်းလဲပျောက်ကွယ်သွားမှာပါမရှိလေအဆင်ပြေရဆိုတာကိုနားလေတဲ့အခါမှာကိုယ်စိတ်အေးချမ်းလာတယ်ပျော်ရွှင်လာတယ်ကိုယ့်ဘဝကိုရှာဖွေတတ်လာတယ်တခြားလူကပေးတဲ့အချစ်ထက်အထောက်ပံ့တွေကိုမမျှော်လင့်ပါနဲ့မျှော်လင့်ချက်တွေကစိတ်ကိုနာကျင်စေတတ်တယ်ပူလောင်စေတတ်တယ်လောကမှာအရာရာတိုင်းကမျှော်လင့်တဲ့အတိုင်းဖြစ်လာတာမဟုတ်ပါဘူးအဲ့ဒါကိုနားလေတတ်ကြမယ်လက်ခံတတ်ကြမယ်တကယ်တော့နားလည်မှုလွဲနေတာကတယောက်တည်းနေရတဲ့သူတွေကလူတော်မတူတို့လူဝယ်မဆန့်ဘူးတို့အများနဲ့ဆက်ဆံရတာမကြိုက်တာလည်းမဟုတ်ဘူးသူတို့ရဲ့စိတ်ထဲမှာအေးချမ်းခြင်းနဲ့စိတ်ကိုရှာဖွေခြင်းလို့ပဲအဲ့ဒါကအဓိကအချက်ပါစစ်မှန်တဲ့စိတ်ချမ်းသာခြင်းနဲ့လွတ်လပ်မှုဟာတယောက်တည်းနေနိုင်တဲ့အခါမှာပို့ပြီးတော့ရှာဖွေတွေ့ရှိနိုင်ပါတယ်ဘသူအပေါ်မှာမှမျှော်လင့်ချက်မရှိပဲနေတာကစိတ်အေးချမ်းခြင်းဖြစ်တယ်တယောက်တည်းနေရတာမဆိုးလာဘူးဆိုတဲ့သဘောတရားကိုသိရှိပြီးတော့ကိုပုံမရှာဖွေလာတတ်ပါလိမ့်မယ်စစ်မှန်တဲ့အေးချမ်းပျော်ရွှင်မှုကိုရှာဖွေနိုင်ကြပါစေ။